မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့က My ID question ဖြစ်နေလမ်းကိုပြောပြသွားမယ်ဖြစ်ပါတယ်မိတ်ဆွေတို့ကမသိသေးတဲ့လူရောလိုအရေးကြီးပါတယ်နော် Okay မိတ်ဆွေတို့အရင်ဆုံး My ID ထဲကိုဝင်လိုက်စစ်ပြလိုက်မယ်နော်1400%ရှိပါတယ် question option ဝင်ပြလိုက်မယ်နော်မိတ်ဆွေတို့ဒီမှာlink add လုပ်ထားပြီเนาะ number ကို join လိုက်ပါကိုအားတို့ကတက်နော်ဒီမှာじゃlayer point ယူဖို့ packet ဝေးပြမယ်เนาะ star 995ချက်ကဲမိတ်ဆွေတို့ဒီမှာရပြီเนาะလိုက်ပြီကိုက mider ဆိုရင် mider ကို call လုပ်လိုက်ပါဒီမှာじゃတော့ one daily one number ကိုဝေးလိုက်ပါ layer 949ကျန်တယ်ကဲone number ကို send လုပ်လိုက်နော်မိတ်ဆွေတို့မှာ okay confirm ကိုနှိပ်လိုက်ပါမိတ်ဆွေတို့ okay ရနေပြီနော်မိတ်ဆွေတို့okay မိတ်ဆွေတို့ loading လုပ်နေတာနော်ရပြီမိတ်ဆွေတို့နောက်တစ်ခါ star 995 accept လုပ်လိုက်ပါနော်မိတ်ဆွေတို့ကပတ်စံ channel ခင်းရင်နေတိုင်းဖြတ်ယူမှာနော်149 channel 149 channel နေတိုင်းဖြတ်ယူမှာအဲဒါကြောင့် accept လုပ်လိုက်နော် Okay မိတ်ဆွေတို့ accept လုပ်လိုက်မယ်နော်ခဏ loading လုပ်နေတာနော်မိတ်ဆွေတို့မှာ number 4ကိုနှိပ်လိုက်ပါမှာ number 4ကို accept လုပ်လိုက်ပါမိတ်ဆွေတို့ Okay ရပြီနော်မိတ်ဆွေတို့My ID ကိုဝင်စစ်ပြလိုက်မယ်နော်မိတ်ဆွေတို့နာရပြီနော်မိတ်ဆွေတို့ Okay Okay မိတ်ဆွေတို့နားတော့ point ထားပဲ Okay 400 point ရပြီနော်မိတ်ဆွေတို့ဒီမှာ climb ပြနေပါနော်နောက်တစ်ခုဝေးပြပါမယ်နော် Okay မိတ်ဆွေတို့ call နောက်တစ်ခါဝင်ပါ star 933ချက် Okay mider ကို call လုပ်လိုက်ပါ Okayခဲမိတ်ဆွေတို့က loading လုံးနေတာနော်ဒီတစ်ခါလဲ one number ကိုဝေးလိုက်ပါ daily 149ကျဲနေခဲမိတ်ဆွေတို့ confirm ကိုနှိပ်လိုက်ပါ one okay loading လုံးနေတာနော် okay ဝေးပြီးသွားပြီနော်ဒီတစ်ခါလဲ accept လုပ်လိုက်ပါနေတိုင်းအစံဖြတ်ယူမှာအားကြောင့်မို့လို့ okay မိတ်ဆွေတို့နံပါတ်မေးသွားလို့ဟုတ်ရောက်ပြီခဲမိတ်ဆွေတို့ရပြီနော်ဒါ933ညချက်ခဲ mider call လုပ်လိုက်ပါဒီမှာကျတော့နံပါတ်3ကိုနှိပ်လိုက်ပါ accept လုပ်ဖို့ခဲရနေပြီနော်မိတ်ဆွေတို့ complaint ကိုဒီတစ်ခါနှိပ်လိုက်ပါနော်ခဲမိတ်ဆွေတို့ရပြီနော်mind ကိုဝင်ပြလိုက်မယ်နော်မိတ်ဆွေတို့ခဲ climb 3ခုစလုံးပြည့်ပြီနော်ပေါ်ဆုံးမှာ number add လုပ်လိုက်ပါ audio ဖြစ်ဖြစ် Telenor ဖြစ်ဖြစ် MPT ဖြစ်ဖြစ်3ခုစလုံး add လုပ်လို့ရတယ်နော်အမှ400 point ရပြီနော်350 point အဲ့ဒါ add လုပ်မှ number ရမှာနော်ကဲမိတ်ဆွေတို့အလုံး point ယူသွားပါပြီနော်မိတ်ဆွေတို့နောက်ဗီဒီယိုမှာတွေ့ကြမှာအလုံးပဲ bye bye